မင်္ဂလာပါရှင်ပစွန်ထမင်းကြော်လေးပါထမင်းကြော်ဖို့အတွက်စက်သွန်နီစက်ဦးမုံလာဦးအနီပဲစိမ်းလုံးလေးတွေနဲ့ပစွန်အဓိကကတော့ထမင်းပါပါမယ်ဒဲဦးတွေကိုစီထဲမယ်စက်သွန်နီထဲမယ်မုံလာဦးအနီထဲမယ်အားလုံးကိုနုံးအောင်ကြော်ပြီးတော့ဆယ်ထားပါမယ်ရှင်ပြီးရင်လက်ကျန်စီနဲ့ပစွန်ကြော်ပါမယ်ပစွန်ကိုအထက်အောက်လှန်ပြီးတော့ရေးရေးလေးဖြစ်အောင်ကြော်ထားမယ်ကြော်ပြီးလို့ရှိရင်ဆယ်ထားမယ်ပစွန်ကြော်လို့ထွက်လာတဲ့အရေကိုကြက်ဥတွေကိုထည့်ပြီးတော့ခောက်မယ်ပြီးလို့ရှိရင်အိုးတွေကိုစီနည်းနည်းထည့်ပြီးတော့ကြက်ဥကိုထည့်ကြော်မယ်ကြက်ဥတိတ်ပြီးတော့မကြက်တစ်ချက်အနေထားမှာပဲထမင်းကိုထည့်မယ်ထမင်းနဲ့ကြက်ဥနဲ့နှံ့ထွားအောင်ရောမွေပြီးတော့ခဏကြော်ပေးပါမယ်ပြီးလို့ရှိရင်ခုနကဆယ်ထားတဲ့မုံလာဦးအနေနဲ့ကြက်သွန်လေးကိုထည့်ပြီးတော့ရောကြော်မယ်ငန်းပြရည်အကြီးထည့်မယ်စားထည့်မယ်ငရုတ်ကောင်းမှုလေးနည်းနည်းဖြူပြီးတော့သူ့ကို6လေးဖြစ်အောင်ဆက်ပြီးတော့ကြော်ပါမယ်ထမင်းလေးတွေ6ကလေးနဲ့မွေးလေးကြော်ပြီးွားပြီဆိုလို့ရှိရင်ပစွန်ရယ်ပဲစိမ်းလုံးလေးတွေရထည့်ပြီးတော့မှွေပါမယ်ရှင်ခဏလောက်ဆက်ကြော်ပြီးွားလို့ရှိရင်တော့ထမင်းကြော်ပူပူနွေ့နွေ့လေးရပါပြီရှင်စားကောင်းကြပါစေ